Hello, mình là siêu sao gia sĩ chỉ số một chim một bài đấy. Giờ này cho chụp qua yêu này của giá cho nó sẽ thả đó. Các bạn để nào ra của những số các bạn ấy. Epe, orasa kanjito anh sẽ cho cái này sẽ chịu các bạn ấy. Số đông đó chắc cũng đã khi đó à thì tiến độ gì chơi lưu đồ không ăn thì nhẹ nhàng thành khá dễ rồi dùng chỉ trên à thì khi đó thì tiến độ gì sẽ lâu thế này chính bọn đồ mì cháo bông đồ chơi qua đi sống trên này nhiều xóa tiến độ à bây giờ nào đồ mì người ta này sai yêu trên tại vì lấy ra đi trên xí được tiến độ thì ta xin từ bao đồ gì nhiều đồ anh à anh nhìn đồ bánh trà yuệ đi trên nào đó cô nhà nên mà đi này đó cái trò gì nhất là đâu đi ná để trên nào đó tiền đôi thì ta xoay này thì phía cái đi số đó một trên十个nhà này đi số trả bà đi cháu na đi số đó để xí trả đi số đó ta hà bà đấy số đó cho nó quý vị đó à thì tiền đôi thì chơi logo không ăn thì nhẹ nhàng khai phát sẽ trên cho rồi dùng chi trên cho bốn đồ này chơi qua đi số trênဒါပေအားလုံးဟာဘယ်ရလာလဲဆိုတော့မေတ္တာဖြင့်ဆက်ယူခြင်းရတယ်လာရခြင်းဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့သက်ရှင်တမှုမှာဒီတန်ရှင်းခြင်းဆိုတဲ့အရာသူအပေါင်းလေးကြီးတို့အနာအလျာအနဲ့အမြင့်တို့ပိုင်းခြား၍တည်ခြင်းကအရေးကြီးပါတယ်။ခေါင်းစဉ်ကတော့ယေရှုခရစ်ကိုတည်ကျွမ်းခြင်းနဲ့ကြီးပွားရင်းချက်သောအတ္တခရိယာန်ဖြစ်ခြင်းမှာယေရှုခရစ်တော်ကိုတည်ကျွမ်းခြင်းအဆင့်ကြီးပွားရင်းချက်သောအဆင့်မျိုးမျိုးရှိပါတယ်ကျွန်တော်တို့ရဲ့အတ္တတာကိုပြန်ပြီးမှဒီခရိယာမှာ၃မျိုးဆိုတော့ကျွန်တော်ရဲ့ခရိယာသက်ရှင်တာမှုတွေကိုတွေ့မြင်ရမှာဖြစ်တယ်၃မျိုးကတော့မိမိကတော့ဘယ်အမျိုးအစားမှာရှိနေတယ်လဲဆိုတဲ့အရာပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ဒီနာခံပြီးပေါ့မိမိကိုယ်ကိုမိမိစဉ်းချင်းသုံးသပ်နိုင်ဖို့အရေးကြီးပါတယ်ဒီခရိယာဖြစ်ခြင်း၃မျိုးမှာနံပါတ်၁ကတော့ဗာလဲဆိုတော့ယနေ့ခရိယာဖြစ်ခြင်းတွေအခြေခံအားဖြင့်လွတ်မြောက်ခြင်းနဲ့ငြိမ်းချမ်းခြင်းဖြစ်၏အနာရောဂါပျောက်ခြင်းနဲ့တိုးတက်ဖွံ့ဖြိုးခြင်းစီကိုရောက်ရှိခြင်းဖြစ်၏ယနေ့ထိကျွန်တော်ခရိယာတွေအလိုအဆုံးဒေတာတရားဟာဗာလဲဆိုတော့ online တွေမှာအများကြီးကြားခဲ့ပြီးဖြစ်ပါတယ်တချို့တွေကတော့နားထောင်ပါတယ်အများတိုင်းခရိယာဖြစ်ခြင်းရဲ့လိုအပ်ချက်လို့ပြောလိုက်တဲ့အချိန်မှာဒါဒီအဆင့်ကလည်းပထမအဆင့်ကလည်းမကြော်တဲ့လူတွေအများရှိတယ်ပထမအဆင့်ဆိုတာဒီလိုပေါ့အပြစ်ရှိတယ်ယေရှုခရစ်တော်ရဲ့အတွေ့အဖြစ်ကယ်တင်ခြင်းအဖြစ်လွတ်မြောက်တယ်လွတ်မြောက်ခြင်းကိုခံရတယ်ဒါပထမအဆင့်ပဲလေကိုယ်စီမှာယောဂဖြစ်တယ်ဆုတောင်းတယ်ဆုတောင်းပြီးမှယောဂပြားလည်းပျောက်ကင်းသွားတယ်ဒါခရိယာဖြစ်ခြင်းရဲ့လွတ်မြောက်ခြင်းဆိုတာဒါပထမအဆင့်ပဲရှိတယ်နောက်ပြီးမိမိရဲ့အတ္တတာမှာဒီလောကမှာဆိုတော့အပြစ်ကြောင့်ပေါ့အပြစ်ကြောင့်ဒုက္ခပေါင်းမြောက်များစွာတွေ့ရတယ်အဲ့ကလည်းမကျွတ်မလွတ်နိုင်ဘူးမိမိရဲ့မိသားစုတွေဆင်းရဲဒုက္ခတွေရောက်ရတယ်မိမိရဲ့ဘဝတွေဘာပဲလုံးအခက်အခဲပေါင်းမြောက်များစွာခံရတယ်အဲ့ချိန်မှာဘုရားကိုဝန်ချတောင်းပါနဲ့ဘုရားကိုကိုယ်ွယ်တဲ့စီကတ်တဲ့ဘုရားကိုဆုတောင်းတယ်ပြီးရင်မိမိရဲ့ဒုက္ခတွေအားလုံးပျောက်သွားတယ်မိမိရဲ့ဒုက္ခတွေအားလုံးငြိမ်းသွားတယ်မိမိရဲ့အခက်အခဲတွေကနေအောင်မြင်ခြင်းကိုရောက်လာတယ်။ဒါလည်းခရိယာန်ဖြစ်ခြင်းရဲ့ဒါပထမအဆုံး beginner ပေါ့အစပဲရှိတယ်။ဒါပေမဲ့ဒီအစကိုအခုထိမတက်လာနိုင်တော့သူတွေကိုသူညင်ခဲ့လို့ခေါ်တယ်။မိမိရဲ့လိုအပ်ချက်အတွက်ပေါ့လွတ်မြောက်ခြင်းဖြားနာပျောက်ခြင်းစိတ်ကြီးမသာညီးသွားတဲ့ဟာကိုပျောက်ကင်းခြင်းကိုပဲရှာတော့သူတွေခရိယာန်ဖြစ်ခြင်းရဲ့ပထမခြေလှမ်းဖြစ်တယ်။အဲ့ပထမခြေလှမ်းဟာဗာလဲဆိုတော့ယေရှုခရစ်တော်ကြီးချစ်ခြင်းမေတ္တာအဖြစ်ပေးဆက်ခြင်းယေရှုခရစ်တော်ရဲ့စိုက်ပျိုးပေးခြင်းယေရှုခရစ်တော်ရဲ့အနစ်နာခံခြင်းအဖြစ်ဒီအရာအလုံးထဲကနေလွတ်မြောက်ခြင်းငြိမ်းချမ်းခြင်းကိုရရှိပြီးခရိယာန်ဖြစ်ခြင်းရဲ့အမတမလေးနဲ့တော့ကြီးမားတဲ့လွတ်မြောက်ခြင်းအောင်မြင်ခြင်းကိုတွားဖို့ရာပထမခြေလှမ်းဖြစ်တယ်ဒုတိယတန်းစားပေါ့ဒုတိယအဆင့်ခရိယာန်ဟာဗာလဲဆိုတော့ဒါနည်းနည်းလေးထပ်မြင့်လာတယ်နည်းနည်းလေးထပ်မြင့်လာတယ်
ဒါကဘာလဲဆိုတော့ခရိယာဖြစ်ခြင်းရဲ့ဒုတိယအဆင့်ဟာဆုတောင်းခြင်းကိုအစဉ်အမြဲရှောက်တယ်ပြောချင်တာကတော့ဖြားမဆုတောင်းတာမဟုတ်ဘူးမဖြားရင်လည်းဆုတောင်းတတ်တယ်နောက်ပြီးဒုတိယကဘာလဲဝိပုခြင်းကိုအစဉ်အမြဲလိုက်ရှောက်တယ်တချို့တွေကဒုက္ခရောက်မှဘုရားကြောင့်ပို့သွားခြင်းဘုရားနဲ့ကိုနီးစပ်ခြင်းတယ်ဒါပေမဲ့တာယာပျော်ရွှင်သွားပြီအစဉ်ပြေသွားပြီဆိုဝိပုခြင်းဟာဘယ်နဲ့ဘယ်အခါတောင်မှကိုကပြောမယ်ဆိုဘယ်လိုပေါ့တနည်းတွေတော့မမှတ်မိတော့တဲ့သူတွေရှိဩဒီနေ့တွေလာအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့ပုံမှန်ဝိပုခြင်းကိုအချိန်ရောက်တဲ့အညီသွားတတ်တဲ့လူတွေကဒုတိယအဆင့်ကိုတက်လာပြီနောက်ပြီးပါလဲဆိုတော့အလူငွေထည့်ဝင်ခြင်းခဲမှပဲလူလိုက်ပြီးမှတခုခုပြန်ရမယ်ဆိုတဲ့အဆင့်ကတော့ပထမအဆင့်ပေါ့ဒါပေမဲ့ဒုတိယအဆင့်မှာတော့အလူငွေကိုစီမံတခြားခွဲဝယ်ထည့်ဝင်တတ်ခြင်းဟာဒုတိယအဆင့်ရောက်လာတယ်နောက်ပြီးအတင်းတော်၌ပါဝင်လှုပ်ရှားလာခြင်းအတင်းတော်မှာမိမိနဲ့သက်ဆိုင်တဲ့ကန္တာအတီးတီမှာခေါ်ယူတဲ့အချိန်ပါဝင်ဆက်ကလာပြီးဆိုရင်ဒါကခရိယာဖြစ်ခြင်းရဲ့ step 2ရောက်လာတယ်တတိယအဆင့်ကတော့ဗာလဲဆိုတော့တတိယအဆင့်ကတော့ဒီထက်မြင့်သွားပြီဒါကဗာလဲဆိုတော့ကြီးပွားသောအသက်တာရရှိခြင်းအမှုတော်မြတ်တွေပြင်ဆင်ပါဝင်ခြင်းထမ်းဆောင်ခြင်းကေကောကံကြီး3:7မှာဒီတတိယအဆင့်အတွက်အရေးကြီးဆုံးဟာဗာလဲဆိုတော့ဒီမှာကြီးပွားသောအသက်တာရရှိခြင်းရင့်ကျက်သောခရိယာဖြစ်ခြင်းပေါ့ခဏယေရှုကိုရရှိခြင်းအဖြစ်လွတ်မြောက်ခြင်းရမယ်ကယ်တင်ခြင်းရမယ်အဲ့ဒီမှာအရာရာတိုင်းမှာပြန်ပြမှအစဉ်ပြေလာမယ်ကြီးပွားလာပြီးတော့ဘာဖြစ်လာမလဲရင့်ကျက်သောခရိယာဖြစ်လာရင့်ကျက်သောခရိယာဖြစ်ခြင်းဆိုတာကဘသူဘေဝါမခိုင်းစေတော်ညာလဲမပြောတော်ညာလဲကိုယ့်ဟာကိုယ်လောက်တတ်လာစင်ရသားတွေကိုကူညီမယ်ဒုက္ခတွေကိုကူညီမယ်အဖို့အဖွားတွေကိုကူညီမယ်အလူတော်ငွေကိုထဲ့မယ်ပြီးရင်မိမိကိုခုနအတုံးပြန်ဖတ်သွားတယ်လို့ပေါ့မိမိရဲ့စိတ်ရင်းအဖြစ်အဲ့ဒီကလေးပြုခြင်းဒါမှမဟုတ်လေတာနာလောကတစ်ခုခုတိုင်းပေါင်းဝင်တတ်ခြင်းစိတ်ဝင်စားခြင်းပြုလုပ်လာခြင်းဒါကိုပြောတာသူများခိုင်းစေတာတော့ခေါ်မလောက်တာတော့မဟုတ်တော့ဘူးသုံးတယောက်ဟာခရိယာမဖြစ်လာဘူးဒါမှမဖြစ်သေးဘူးတစ်ခုခုပျက်စီးနေတယ်ဒါမှမဟုတ်လေမွေးစေဝါသုံးဆွဲနေတယ်ကိုကအဲ့ဒါကိုတွေ့တယ်တိတယ်ပြီးရင်မိမိရဲ့အတိစိတ်ဓာတ်ဖြစ်တို့ကိုပြောင်းလဲလာအောင်ပြုလုပ်ခြင်းအဲ့မှာနံပါတ်3အဆင့်မှာကျွန်တော်တို့သိရှိဖို့တစ်ခုရှိတာကဘာလဲဆိုတော့စိုက်ပျိုးသူရေလောင်းသူနဲ့ကြီးထွားစေသူဆိုတဲ့ကန္တာကိုတတိပြုရဖြစ်တယ်ကျွန်တော်တို့ကစိုက်ပျိုးသူဟာသခင်ယေရှုခရစ်တော်ဖြစ်တယ်ပေါ့နောက်ပြီးရေလောင်းသူဒီစိုက်ပျိုးသူပေါ့ရေလောင်းသူတွေကြီးထွားစေအောင်ကန္တာတိရိယနဲ့ပြုလုပ်သူတွေကတယောက်နဲ့တယောက်ကတော့ထမ်းဆောင်မှုတွေကတော့မတူကြဘူးဒါပေမဲ့မိမိဟာရေလောင်းသူအဖြစ်သာနာလောကမှာပါဝင်နိုင်မလားမိမိဟာစိုက်ပျိုးသူအနေဖြင့်သာနာလောက၌ပါဝင်နိုင်မလားဆိုတဲ့အရာတွေကိုပြန်စဉ်းစားသုံးသပ်ဖို့ရဖြစ်ပါတယ်အဲကြောင့်ဒီခရစ်တော်ရဲ့ပြည့်စုံခြင်းပမာဏအတိုင်းအယက်တီးဟူသောကြီးရင်တော်လူအဖြစ်တို့ကျွန်တော်တို့ပြောင်းလဲနိုင်ဖို့ရဖြစ်တယ်တတိယအဆင့်ကတော့ဘာလဲဆိုတော့ don't rely on others လူတွေအပေါ်ပဲအမြင်အခုမရှိကြပါနဲ့လူတွေအပေါ်မမီခိုကြပါနဲ့ပေါ့ဒါတော့မိမိကိုယ်အသက်ရှင်တတ်တယ်မိမိယေရှုကပြောလိုက်တာပေါ့သူ့ရဲ့တပည့်တော်တွေကိုဘာပြောလဲဆိုယောဟန်9မှာတင်တို့ရဲ့ထောက်ခံမှုမထောက်ခံမှုကငါအတွက်ဘာမှမဟုတ်ပါဘူးငါကိုငါအကောင်းမြင်ဖို့တင့်ရဲ့ထောက်ခံမှုကိုငါမလိုပါဘူးတဲ့ဖိလိပ္ပိမှာလည်းပေါလုပြောခဲ့တာတော့ဗာလဲဆိုတော့ငါကိုခွန်အားနှင့်ပြီးဆုံးစေသောယေရှုအဖင်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်သည်ပြောချင်တာတော့မိမိမှာတန်ရှင်တော်ဝိညာဉ်တော်ကလည်းပြည်နေတယ်မိမိမှာကယ်တင်ခြင်းစိတ်ချမှုတွေလည်းရှိနေတယ်မိမိမှာကြွယ်ဝသောအသက်တာလည်းရှိနေတယ်သူတစ်ပါးကိုမိခိုမဲ့အစားမိမိကိုပြုစုပြောထောင်ကယ်တင်ခဲ့သောကြွယ်ဝအောင်ချမ်းသာအောင်ပြောင်းလဲပေးခဲ့သောယေရှုခရစ်တော်ကိုစားပြီးမိမိရဲ့အသက်တာကိုမိမိကိုယ်တိုင်ဘသူပဲမထောက်ခံသည်ဖြစ်စေထောက်ခံသည်ဖြစ်စေဘသူပဲကိုယ့်ကိုပံ့ပိုးမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအများကိုအားကိုးခြင်းထက်မိမိကိုယ်ကိုယုံကြည်မှု၌ဝိညာဉ်ရေးရတဲ့အားကိုးလာတတ်ခြင်းဟာတတရားအစဉ်ရင့်ကျက်သောခရိယာဆိုတာ
ဖြစ်လာပါတယ်အဲ့မှာကျွန်တော်တို့အခန်းကြီး1နဲ့3ကိုကျွန်တော်ဝယ်ငှလို့ပါတယ်ဒါကတော့ဗာလဲဆိုတော့နံပါတ်1ကတော့ခရစ်တော်၌တည်နေခြင်းအရေးကြီးပါတယ်ဘုရားသခင်နဲ့လွတ်ကင်းသောအရာဘာမှမရှိပါဘူးကောင်းကင်နဲ့မြေကြီးရှိသမျှသောယူပအရာအယူပအရာဘုံတကူအာနာဆက်နဲ့ခတ်သိမ်းသောအရာအားလုံးဟာဘုရားတော်ရဲ့ထာဝရဘုရားရဲ့သားတော်အားဖြင့်ဒီဖောက်ပြန်ပျက်စီး၍ဒုစရိုက်အမောင်ဖုံးလွှမ်းသောဤလောကကြီးရဲ့အပြစ်ချင်းကျွန်အဖြစ်မှခရစ်တော်ကိုယ်တိုင်မဟာမြတ်တာဖြင့်အဖို့အခပေးဝယ်ကအမောင်လောကသားဘဝကိုဘုရားသခင်ပိုင်ဆိုင်သောအလင်းအဖြစ်တို့ပြောင်းလဲမြင့်တင်ခဲ့သည်ခရစ်တော်၌ဒီမြင်ခြင်းပေါ့ကျမတို့ရဲ့ဘဝဟာပထမအစဉ်ဒုတိယအစဉ်တတိယအစဉ်အားလုံးဟာခရစ်တော်၌ဒီမြင်နေရမယ်ဒါကိုပေါ်ပြခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအမောင်လောကထဲမှာကျွန်တော်တို့ကိုနေထိုင်ခွင့်မပေးတော့ဘူးဖြစ်တော့အမောင်လောကဘဝကနေမကောင်းမှုမှန်သမျှဘဝကနေငရေကိုတွားရမယ့်ဘဝကနေခရစ်တော်အားဖြင့်ကေတင်ပေး၍ခရစ်တော်ရဲ့သားသမီးကဲ့သို့ခရစ်တော်ရဲ့ပုံတထာနီးသူခရစ်တော်မှာရှိတော်ခရစ်တော်ရဲ့စိတ်နှလုံးမေတ္တာဂရုဏာအကျင့်ကဲ့သို့ကျွန်တော်တို့ကိုရှိစေခြင်းတယ်ဒါကတော့အရေးကြီးတာပေါ့အဲကြောင့်ခရစ်တော်နဲ့တည်မြဲခြင်းဆိုတာကလိုအပ်တဲ့အရာမှန်သမျှကိုခရစ်တော်ထံရရှိဖို့ရာဆက်ဆက်နေခြင်းဆိုတာချက်ခရစ်တော်ကဲ့သို့ခရစ်တော်ရဲ့ဘုံတထာနီးသူအသက်ရှင်ပြီးလောကအတွက်အလို့အကျွေးပြုနိုင်တယ်ဒါခရစ်တော်နဲ့တည်မြဲခြင်းပေါ့တချို့တွေကတော့ခရစ်တော်ဆိုရင်ခရစ်တော်ရဲ့ကယ်တင်ခြင်းနဲ့မျှော်လင့်ခြင်းဆိုင်ရာတစ်ခုတည်းကိုပဲလောက်တာမဟုတ်ပဲနဲ့ခရစ်တော်နီးသူလောကအတွက်အကျိုးပြုနိုင်သူလောကတပါးသူတွေကိုကူညီစောင့်ရှောက်နိုင်သူဖြစ်ဖို့ရာအရေးကြီးပါတယ်။ဒါကိုပေါ်ပြထားခြင်းဖြစ်ပါတယ်။ထိုနေ့ဆိုင်လာတော့ခရစ်တော်ရဲ့မဟာကျေးဇူးပြုနာတော်တွေကိုလက်တွေ့ကြကြနားလည်လာတော့အခါအတက်တာတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်အတွေးအမြင်တစ်နဲ့အတိတ်တော်ရည်တည်ချက်တို့ကိုအတက်တာ၌အမှန်တကယ်ဖြစ်ပေါ်လာတော့လောကရဲ့အလင်းကိုရောက်ရှိခြင်းဖြစ်ပါတယ်နံပါတ်2ကတော့ယဉ်ကျေးသောအတက်တာနဲ့ကြီးထွားခြင်းဆိုတာပါလေဆိုတော့ကလေးတူရဲ့ယဉ်ကျေးမှုရှိဖို့တဲ့မြင့်မြတ်၍သဘောထားပြီးတော့ကလေးတူရဲ့ယဉ်ကျေးမှုရှိလာဖို့ရမြင့်မြတ်၍သဘောထားပြီးတော့မိဘတွေလိုအပ်တာကျွန်တော်အားလုံးကမိဘတွေပဲလေဟုတ်လားမိဘတွေဆိုတာကတာသမီတူသူရဲ့ခန္ဓာကိုကြီးထွားလာဖို့ရလူငယ်လူကြီးဖြစ်လာဖို့ရမယ်ပြုစုတဲ့မိဘဆိုတာတော့မရှိတော့ပါဘူးဒါပေမဲ့တာသမီရဲ့ဘဝတွေကိုရင်းချက်လာအောင်ဆိုတာကဒီအရာရာ၌တည်ခြင်းပေါ့အကောင်းကိုတက်ရှင်တတ်ခြင်းအကောင်းတကားထက်ကအကောင်းဆုံးဖြစ်အောင်နားလေတတ်ခြင်းကြီးပွားတိုးတက်လာခြင်းတို့တော့မိဘတိုင်းဟာပြုစုပြုဆောင်လက်ရှိပါတယ်အဲ့လိုပါပဲကျမတို့ရဲ့ဘဝဟာဘုရားရဲ့လူတခြားဘုရားရဲ့ပုံတခြားအဖြစ်ဖန်ဆင်းထားတော့ကြောင့်ဖန်ဆင်းခြင်းအုတ်မြစ်ဟူသောခရစ်တော်ရဲ့တာဝန်ယူမှုဟာယခုဘဝနဲ့နောက်ဘဝအတွက်အသက်ပြင်ရင်းဖြစ်ပါတယ်ပြောချင်တာကတော့ဗာလဲဆိုတော့ဆိုလိုရင်းကတော့ကျွန်တော်မိဘတွေဟာမိမိရဲ့တာသမီရဲ့အနာဂတ်အတွက်ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းတာမကသူတို့ရဲ့ဘဝကိုရင်းချက်သောအသက်တာဖြစ်လာအောင်တိုးတက်သောအသက်တာဖြစ်လာအောင်ပညာတတ်ကြီးဖြစ်လာအောင်ပြုစုပြောထောင်တကယ်လို့ကျွန်တော်တို့ကိုဖန်ဆင်းသောဘုရားရှင်သည်သူ့ရဲ့ပုံတထာနဲ့အညီဖန်ဆင်းထားခြင်းအပြင်ကျွန်တော်တို့ကိုဘုရားရဲ့သားသမီးအဖြစ်လူမြောက်ခြင်းအတိအမှတ်ပြုခြင်းအပြင်အခုဘဝတာမကနောင်ဘဝအထိတိုင်အောင်သူဟာတာဝန်ယူနေခြင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ရဲ့ဘဝဟာရင့်ကျက်သောခရိယာဖြစ်လာဖို့တိုးတက်သောခရိယာဖြစ်လာဖို့ရောက်နိုင်တဲ့အဆင့်အထိအစဉ်အမင်းကျွန်တော်တို့ကိုတင် जा ပေးခြင်းပေါ့နားလေစေခြင်းလမ်းပြတော်မူပေးခြင်းအဖြစ်ယေရှုဟာဥစည်းဥဆောင်နေတယ်ဆိုတဲ့အရာကိုလည်းဒီပြရလိုအပ်ပါတယ်နောက်ပြီးနံပါတ်3ကတော့ဝိညာဉ်စုကျေးဇူးအတီးတီးခြင်းတီးစားပင်တပင်ကိုစိုက်ပျိုးရခြင်း၏ရွယ်ချက်တွေကောင်းသောအတီးကိုဆွတ်ယူရိတ်သိမ်းစားသုံးဖို့ရဖြစ်တယ်ကျွန်တော်တို့ဒီခရစ်တော်နဲ့စိုက်ပျိုးခံရခြင်းဖြစ်သည်ခရစ်တော်ဖျားနှင့်ဆက်နွယ်မှုမရှိပါကဝိညာဉ်အတက်တာ6တွေ့မျိုးနွမ်းပြီးဖြစ်
မြေမှာဧကမုတ်ချပြီဖြစ်ပါတယ်မိမိဝိညာဉ်ရေးရာစုကျေစုတော်တွေဘယ်အရာဖြစ်ဒီကိုတေချာသိရှိနားလည်နိုင်ဖို့ရနဲ့ထိုစုကျေစုတော်တွေကိုဘုရားသခင်အလိုတော်အတိုင်းအသုံးပြုသွားနိုင်ဖို့ရအရေးကြီးပါပြီဝိညာဉ်စုကျေစုဆိုတာပါလေဆိုအပြင်တစ်ပြင်ကိုစိုက်ပျိုးရခြင်းရဲ့ရည်ရွယ်ချက်ဟာကောင်းသောအသီးကိုစုကိုစားတော့နိုင်ဖို့ရဖြစ်တယ်ပေါ့ဘုရားဟာဘာကြောင့်ကျွန်တော်တို့ကိုရွေးကောက်ခဲ့ရတယ်ဘုရားကဘာကြောင့်ကျွန်တော်တို့ကိုလွတ်မြောက်ပေးတယ်လဲဟိုတချို့တွေပြောပါတယ်ထောင်ထဲမှာလူငင်းချမ်းသာပြင်ပေးတဲ့လူတွေရှိတယ်ထောင်ထဲမှာစောစောထက်သွားတဲ့လူရှိတယ်ဒါပေမဲ့ဘာပြန်ပြောလဲဆိုတော့သူ့အိမ်ကသူ့အိမ်မဟုတ်ဘူးတဲ့ထောင်ကသူ့အိမ်ဖြစ်တယ်ဟိုမကြခင်ပြန်ရောက်လာလိမ့်မယ်ဆိုတာအားလုံးသိပြီလားအမှကိုယ်ရဲ့လူရက်တဲ့တက်ချက်တယ်ပြန်တောက်တယ်ပြန်စားတယ်အတိတ်ကြပြန်ရောက်လာခေါင်းကသူ့အိမ်လိုပဲဆိုတဲ့လူတွေအများကြီးရှိတယ်တခါတလေကျွန်တော်တို့ကိုလူမြောက်ပေးခြင်းဟာဘယ်အကျိန်ဘယ်နှခါညီတွဲလို့တော့မရတော့တဲ့နော်အချက်တရားရဆယ်ပဲဟာတွေအပြည့်ငရဲဟာတွေကျော်ရဲ့ဘဝကျင်းချခံရမှုတွေကျော်ရဲ့ဘဝစိတ်ထိခိုက်မှုတွေအာရာကနေစင်းရဲတက်တီးမှုတွေကလည်းလူမြောက်ပေးတာဘယ်နှချိန်ရှိတယ်တော့မသိတော့ဒါပေမဲ့ဒီလူမြောက်ခြင်းဆိုတဲ့ဒီဖျားပေးတော့ဖျားစိုက်ပြူပေးတော့ဒီမျိုးဆက်အတိအနာခဲရတယ်ကျွန်တော်တို့ကျမတို့ဟာဗာရေးကြည့်လဲဆိုတော့အကောင်းမှုဆုံးတော့ဖျားရဲ့ရည်ရွယ်ချက်ကိုပြီးဝစေတော့အတီးကိုတီးနိုင်ဖို့ဖြစ်တယ်ဒါပေမဲ့ဒီအတီးကိုမတီးနိုင်ပြည့်ကတော့ကျွန်တော်ကျမတို့ဟာဒီလူမြောက်ခြင်းရဲ့အနိတ္တာရကိုခဏတစ်ဖြုတ်ခံစားရပြီးပြန်လေဒုက္ခရောက်ခြင်းကိုဖြစ်နေတာအဲ့မှာပဲတန်တရားလင်းနေတာပေါ့အဲအကြောင်းဒီအရာကိုဖော်ပြထားတာကတော့ဝိညာဉ်ခြေဆုဆိုတာအရေးကြီးပါတယ်တချို့တော့ခရိယာများဒီပိုင်ဆိုင်ထားသောယာထုဂုံစည်းစိမ်အာဏာများကိုဘုရားသခင်ရဲ့အခွင့်တော်အားဖြင့်ရရှိခံစားတော်ကောင်းကြီးမင်္ဂလာများကိုမှတ်ယူမှုမရှိတဲ့ဘုရားသခင်မနစ်သက်သောအမှုအတွက်အလွဲသုံးစားပြုမှုနေကြခြင်းဖြစ်သည်ဘုရားသခင်ရဲ့ဘုန်းအတရေတော်ကိုပြောင်ပြောင်တင်းတင်းရှုံချရာရောက်ပါသည်ခရိယာအမိခံဝတ္တမလောဘတာများကြောင့်ခရိယာကောင်းများဤပုံရိပ်ကိုပါရောရောင်ထိခိုက်စေကခရိယန်သာသနာကိုရုပ်ဆိုးအကြီးတန်းစေခဲ့ပါသည်ဆိုလိုတာတော့ဗာလဲဆိုတော့ဟိုအရင်တုန်းကတော့ကျမတို့ရဲ့အမျိုးတွေတော့အဖိုးအဖွားတွေကတော့ဟိုဘာမှရှိခဲ့တာပေါ့ဆင်းရဲတယ်နတ်စားတွေဟုတ်တယ်ညစ်ပတ်တယ်ဟိုကြည့်လိုက်ရင်ဟိုလန့်တော့လန့်တာပေါ့ဟိုဘယ်လိုကောင်းလဲဆိုတော့ရုပ်ဆိုးအကြီးတန်းတယ်စာရိတ္တတွေလည်းမကောင်းကြဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကတော့ကောင်းတယ်လို့တော့ပြောတယ်အခုကြည့်ပေါ့ကျွန်တော်တို့မှာဒီအရင်တော့ပိုးပွားတွေခိတ်တုံးကပါလာတဲ့အတွေ့အတားတွေမကောင်းတဲ့အရာတွေလည်းအများကြီးကြံသေးတယ်ချင်းမနာလိုမှုတွေဝန်တိုမှုတွေအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီကလေဘုရားသခင်ယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့လူမျိုးဟုတ်သွားပြီယနေ့အချိန်ခါမှာတော့နိုင်ငံကောင်းဆောင်ရေးဖြစ်လာတယ်တော့ပြီးဟိုတထေးဖြစ်လာတယ်နောက်ပြီးတင်းဥဆရာကြီးဖြစ်လာတယ်နောက်ပြီးနိုင်ငံရက်ချားမှာတွားပြီးပညာတော်ပြင်ပြီးမှပညာတတ်ကြီးတွေဖြစ်လာတယ်နောက်ပြီးကျွန်တော်တို့ခန္ဓာကိုယ်မျက်နှာတွေလည်းအရင်တော့က generation ပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း50 60အထက်ကိုတော်တော်လေးကွဲပြားပြီးမှယနေ့ဟာလှပလာတယ်အဲ့လိုမျိုးပေါ့ဒါမဲ့ဒီလွတ်မြောက်ခြင်းနဲ့လွတ်မြောက်ပေးသောသူ၏ယေရှုတရားကိုနားမလည်ပဲနဲ့ကျောင်းစင်မှာဖြစ်တဲ့အရာကပါလေဆိုတော့ဒါတွေကကိုယ့်ရဲ့ဒီယာထုတွေစီးစိမ်တွေအားလုံးဟာရရှိတဲ့ခံစားမှုတွေဟာဘုရားရဲ့ကောင်းချီးမင်္ဂလာလို့မယူဆပဲနဲ့ပေါ့ဒါမိမိအတွက်မိမိကိုယ်အတွက်မိမိရဲ့ power အာဏာတွေတုံးဖို့အတွက်မိမိရဲ့ဒီမိသားစုတစ်ခုအတွက်ဒီလိုမျိုးနဲ့ဆက်ပြီးဖြစ်နေမယ်ဆိုရင်ဒါမှမဟုတ်လေဘုရားရှင်လွတ်မြောက်ပေးခြင်းအဖြစ်ပညာတတ်ကြီးဖြစ်တယ်ကွာဒါပေမဲ့အဲ့ပညာဟာအများအတွက်မဟုတ်ပဲနဲ့မိမိရဲ့ဂုဏ်အတွက်မိမိရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့မိမိကိုယ်ကိုအတုံးချမှုပေါ့အတွက်ကြီးပဲဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတွေကြောင့်ဒါဝတ္တမလောဘသားလို့ခေါ်တာပေါ့အဲ့ဒီလူတွေကြောင့်ဘာဖြစ်လာလဲဆိုတော့ခရိယာရဲ့ပုံရိပ်ကိုညှိုးနွမ်းစေတယ်ခရိယာရဲ့ပုံရိပ်ကိုညှိုးနွမ်းစေတယ်အခုနောက်လည်းဘယ်လိုဖြစ်လာမလဲမသိဘူးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တွေလည်းဘာတွေဖြစ်လာမလဲမသိဘူးဝတ္တမလောဘသားတွေကဒီနေ့မကောင်းတဲ့သူတွေဟာဟိုကိုတတ်ကြွတဲ့အရာကိုတင်ခဲ့တဲ့အရာတွေပါအဲ့လိုပါသလားနော်ကိုပေးတော့ရဟောပေါ့
ကိုပေးတဲ့ဒီဘွဲထူးတွေကဒါမျိုးလုပ်ဖို့ပါသလားလို့တော့မှစမ်းစစ်ရသခင်ယေရှုခရစ်တော်ရဲ့လူမြောက်ခြင်းအဖြစ်တာလေကျွန်တော်တို့လပလာတယ်တန်ရှင်းလာတယ်ကြီးပွားလာတာဟာဒါမျိုးလုပ်ဖို့လားဆိုမှတခါတလေကျွန်တော်တို့စဉ်းစားတတ်ဖို့ရဖြစ်ပါတယ်နောက်ပြီးတစ်ခုကတော့ယေရှုခရစ်အဖြစ်တင်ကပြည့်စုံနေပါပြီဖခင်ကတင့်ကိုတေချာရွေးချယ်ထားပါတယ်သူ့ပုံစံအတိုင်းတင့်ကိုဖန်ဆင်းထားပါတယ်ကြီးမားသောမျိုးဆက်ကိုတင့်အထဲမှာထားရှိတယ်ဆိုတာကိုသိနေမယ်ဆိုရင်တင့်ကိုအကောင်းမြင်ပြီးအတည်တည်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကိုလွတ်မြောက်ပေးသောယေရှုခရစ်တော်ရဲ့တန်ရှင်းခြင်းမြတ်တာစေတနာအနိခံခြင်းအနိနာခံခြင်းကားတိုင်ပေါ်မှာအသေးခံခြင်းအကောင်းဆုံးသောမျိုးဆက်ဖြစ်တယ်ဒီမျိုးဆက်ဟာကျွန်တော်တို့နှလုံးသားထဲမှာရှိတယ်နောက်ပြီးဘုရားဖန်ဆင်းခြင်းဘုရားရဲ့အသက်ဝိညာဉ်မုတ်တွင်းခံရခြင်းတို့တွေဟာလည်းဘုရားရဲ့တထန်တွေကျွန်တော်တို့စီမှာရှိပါတယ်ဒီအရာတွေကိုဘယ်တော့မှမညှိုးညင်စေပါနဲ့ဘုရားအတွက်ပုံသက်တယ်ကောင်းဖြစ်နိုင်ဖို့ရအရေးကြီးပါတယ်ကျွန်တော်တို့အတိပြင်းရင်မျိုးဆက်ကောင်းတယ်လို့ပြောတာပေါ့ပြောချင်တာကတော့ဘယ်လူတူတယောက်ဖြစ်ပါစေတင့်ကိုရွေးကောက်ကယ်တင်သောယေရှုအပြည့်တင်းဒီမျိုးဆက်ကောင်းကနေပေါက်ဖွာလာခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်ကလည်းသခင်ဖြစ်လာနိုင်တယ်လို့တခါတလေယေရှုအပြည့်မဟုတ်ရင်သခင်ကလည်းဒီမကောင်းတဲ့အရာတွေဖြစ်သွားနိုင်ပါတယ်နံပါတ်1ကတော့အရေးကြီးဆုံးကကျွန်တော်လူတွေထက်ကဘာကြီးကိုဖန်ဆင်းထားသူတွေရဲ့လက်ကုပ်ဩဘာကိုပို့ရခြင်းပါတယ်ခါဒီကတော့အရေးကြီးဆုံးကတော့ကျွန်တော်တို့တီးဖို့ကတော့ကိုလှုပ်တဲ့အရာကိုစက်ကတ်တဲ့အရာတတရခဏပြောလို့ပေါ့တတရအဆင့်ခရိယာတွေဟာလူတွေကိုလက်ကုပ်ဩဘာပေးမှချက်ဖျားအတွက်ကိုလုံးရမယ့်အရာသာသနာမှာပါဝင်ခြင်းဆိုတာမိမိကိုမိမိလုပ်ခြင်းဖြစ်ပါတယ်။သုံးကတော့နောက်ဆုံးကတော့ဝိညာဉ်ရေးရာတက်တာနဲ့ကြီးထွားပြီးရင်းချက်တော့အတက်တာရှိဖို့လိုအပ်တယ်။သူတစ်ပါးအတွက်စဉ်းစားလှုပ်ဆောင်ပေးတော်သူကိုဆိုလိုခြင်းဖြစ်ပါတယ်။မရင်းချက်တော့သူဒီကိုယ့်ရဲ့အတ္တအတွက်တကူရေးစာကြည့်တဲ့သူဖြစ်ပါတယ်။ကလေးဆန်တဲ့သဘောနဲ့တူပါတယ်။ကလေးနဲ့တူတယ်လို့တော့မပြောဘူးပေါ့နော်ကလေးဆိုတာတော့ဖြူစင်တယ်လေဒါပေမဲ့ကလေးဆန်တယ်ဆိုတာကိုစားဖို့ကိုတောက်ဖို့ကိုပဲနော်ခေါ်ဖို့အဲ့လိုမျိုးပေါ့ကိုပဲချီးမြှောက်ဖို့ကြိုက်တဲ့လူတွေကကလေးဆန်တော်သူလို့ခေါ်တယ်ကလေးနဲ့တူတော်သူဆိုတာတော့ကလေးလိုဖြူစင်တယ်ယူသားတယ်အဲ့နည်းနည်းလေးကွာတာပေါ့နော်မိမိကိုဘ ഹു ပြုတ်ခြင်းအကျွေးမဲ့အတ္တဆန်ခြင်းအဲ့လိုမျိုးလူတွေခေါင်းဆောင်တွေတခါတလေအထက်မှာအာဏာတွေရလာတဲ့အချိန်မှာတိုင်းရေးပြည်ရေးကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်ရဲ့ဒေတာတွေမအေးချမ်းပဲမတည်မငြိမ်ပဲဖြစ်တတ်ကြပါလေဒါကျွန်တော်ကတော့အခုကျွန်တော်ရဲ့အခြေအနေပေါ့ဒီနိုင်ငံမှာမြည်ကျင်းနေတဲ့လူတွေကိုတည်မှာပဲလေနောက်ဆုံးကတော့ဝိညာဉ်တီးတွေခရစ်တော်နည်းတူတစ်ပါးအတွက်အသက်ရှင်ခြင်းရဲ့အကျိုးလို့ခေါ်နိုင်တယ်ဖိလိပ္ပိ1:4-5မှာအခန်းကြီး1:4-5မှာကိုယ်အမွေအရာကိုသာမရှုမပတ်ပဲသူ့အမွေအရာကိုအချင်းချင်းမှတ်ကြလောခရစ်တော်၌ရှိသောစိတ်ဖြစ်ပြီးလူဟာကိုယ်ထက်ဆင်းရဲဒုက္ခရောက်သူကိုသနာတတ်ကြသည်တခါလေးပေါ့ကိုအမွေအရာကိုပဲမမှတ်ကြပါနဲ့ပေါ့ခရစ်တော်ရဲ့ရှိသောစိတ်ဖြစ်ကြတော့အသက်ရှင်တတ်ဖို့ရတော့ပေါ့တခုရှိတာကကိုယ်ထက်နေကြတဲ့လူတွေအတွက်ကတော့ကိုယ်ကသနာတတ်ပါတယ်ဒါမဲ့လူတွေရဲ့သဘောတဘာဝကိုယ့်ထက်မြင့်သောသူတွေရှိလာမယ်ဆိုရင်တော့နော်ဝမ်းမရောက်နိုင်ကြပါဘူးပေါ့ဒါတွေအားလုံးကိုခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင်ယဉ်ကျေးတော်ခရိယာန်ဆိုတာကအရာရာတိုင်းမှာဘုရားယေရှုတဲ့သူစဉ်းစားပါအရာရာတိုင်းမှာယေရှုပြုမှုကျင့်ကြံတဲ့အဆင့်အထိရောက်အောင်သခင်ယေရှုရဲ့ပုံသဏ္ဍာန်အတိုင်းအသက်ဆက်ပါအရာရာတိုင်းမှာကိုယ်အတွက်ဆိုပြီးမှစဉ်းစားတာတဲ့ဒါမဲ့ကိုယုံကြည်မှုရှိနဲ့ကြီးပွားပြီးရင့်ကျက်သောအတ္တတာကိုရရှိနိုင်ဖို့ရအဆင့်ကိုတက်လှမ်းနိုင်ကြဖို့ရစ조사ကြပါလို့ဟောကြားရင်းနဲ့ဒီပုံချုပ်လုပ်ပါတယ်